ခုကြည့်နေတဲ့အကောက်ပိုင်ရှင်လေးရေမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအားရှ िख ိုးပူဇော်လိုက်ပါမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအားရှ िख ိုးပူဇော်ရတဲ့ကောင်းမှုကုသိုလ်ကံကြောင့်သင်္ဘဝသည်ထာဝရအေးချမ်းပြီးသင်မင်သားစုနှင့်အတူတကဝကျမ်းမာချမ်းသာစွာနေနိုင်ခြင်းပဲဖြစ်ပါစေသင်နှင့်တကဝအားလုံးသောကဘာသူကဘာသားအားလုံးကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီဖိုင်လေးကြည့်ပြီးအကျိုးရှိမယ်ဆိုလို့ရှိရင်သင်ရဲ့ကောင်းမှုကုသိုလ်တွေသင်ဒီကံကောင်းတဲ့အတွက်ကြောင့်မို့လို့သင်ကံကောင်းတယ်လို့အများလဲကံကောင်းစေအောင်ရှယ်ခြင်းဖြင့်ကုသိုလ်ပြုပေးပါလို့တောင်းဆိုပါရစေခင်ဗျာ